လူယုံမာကိုပြောတဲ့အခါမှာမိဘကိုကျွေးနိုင်မွေးနိုင်မှလည်းမကျွေးမမွေးတဲ့လူဟာလူယုံမာပဲဟုတ်တယ်ဘုန်းကြီးကတော့အပြည့်အဝထောက်ခံတယ်ကိုယ့်ဘော်ဒီလောက်ကောင်းတဲ့လူပေါ်မှာတောင်ပြန်မကောင်းတဲ့လူကတခြားဘယ်သူ့ပေါ်မှာကောင်းလိမ့်မယ်လို့မျှော်လင့်လို့ရမလဲစဉ်းစားတဲ့အကောင်းဟုတ်လားဒါကြောင့်ရသော်ဘုရားရိုးရိုးလေးလူရလို့ဖြစ်လာရင်ကိုယ်မွေးခဲ့ကျွေးခဲ့တယ်မိဘဆိုတာရှိသမျှအဲ့ဒါရဲ့အပေါ်မှာမှန်ကန်တဲ့တုံ့ပြန်မှုလာရမယ်သူတို့မှလိုအပ်လာတဲ့အခြေအနေရှိလာတယ်အသက်ကြီးလာတယ်အိုမင်းလာတယ်ကိုယ်ကိုလိုအပ်လာတယ်ပြန်ပြီးတော့ကိုယ်ကဘာလုပ်အောင်ဖြည့်ဆည်းရမယ်ကိုလိုအပ်တုန်းကမတောင်းဆိုခဲ့ရဘူးကိုယ်ပြည့်စုံအောင်ထားခဲ့တယ်သူတို့တတ်နိုင်တဲ့အစွမ်းလေးနဲ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုကဘာမှမတုံ့ပြန်ဘူးဆိုတော့ဒီလူလောက်ရုံမာတယ်လို့ပဲရှိမယ်တော့တကယ်လို့တုံ့ပြန်မယ်ဆိုလို့ရှိရင်တော့ဘာလို့အလွန်မှကောင်းမွန်တဲ့စိတ်ရဲ့ကျင့်တတ်မှုကိုရလိမ့်မယ်ဒီလိုလေးတွေးစီနေတာဘုန်းကြီးဟုတ်လားလောကမှာမွေးသမီးခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်မွေးသဖခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်အလွန်မှကိုယ့်ပေါ်မှာဇူးနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့ကြတဲ့မိဘတွေဇူးမှမပြုတ်နိုင်တဲ့ကျေးဇူးတရားမျိုးနဲ့ကိုယ့်ပေါ်မှာကျေးဇူးပြုခဲ့ကြတဲ့လူတွေကိုယ့်ရဲ့အသက်ဟာသူတို့ပေးထားတာ